Hello, I'm Ming Lavashin. She won't say so the fish can do like by. Start anything as anima. Pay up with solution. Grade 10, writing ma. Unit 2, literature reading as I have people no. Error pass out for Gigi. Samana said how to e writing ma. Pazang Yikanale. Write a paragraph on my favorite author. And no, အကြိုက်နဲ့တက်ဆုံးတဘောအကြဆုံးတော့စာရေးဆရာတယောက်အကြောင်းကိုရေးခိုင်းတာပေါ့နော်အဲ့တော့သူရဲ့ point လေးတွေ gist လေးတွေကိုနည်းနည်းဖတ်ကြည့်ကြမယ် use the point suggest below ဒီအောက်ပါအချက်လက်လေးတွေကို based on လုပ်ပြီးတော့မှရေးခိုင်းတာဖြစ်တယ်အဲ့တော့ဖတ်ကြည့်ကြမယ် who your favorite author is တင်ရဲ့အကြိုက်ဆုံးစာရေးဆရာကဘယ်သူလဲကိုဘာဘယ်သူကိုကြိုက်တာလဲဟုတ်တာရေးကြည့်ကြမယ်ပေါ့နော် the title of the book The title of the book စာအုပ်ရဲ့ခေါင်းစဉ်ပေါ့နော်စာအုပ်အကြောင်းအရာကဘာလဲ What do you read it သင်အဲ့တော့ဘယ်ချိန်လုံးကဖတ်ခဲ့တာလဲ What the story is about ဒီဝတ္ထုထဲမှာပါတဲ့ဒီ story ထဲမှာပါတဲ့အကြောင်းအရာကဘာလဲဒါကိုရေးရမှာဖြစ်တယ်ပြီးတော့ How many books she has written ကိုစတဲ့စာရေးဆရာကစာအုပ်တွေဘယ်နှအုပ်လောက်ရေးခဲ့ပြီးလဲဆိုတာကိုဒါပြပြမှာပေါ့နော်ပြီးတော့ why you like him ဟာဒီမှာလို့သူ့ကိုကြိုက်တာလေဥပမာအဖြစ်သူ့ရဲ့အရေးသားလေးတွေကိုကြိုက်တာပြီးရင်သူ့ရဲ့စာပေပေါ်မှာထားတဲ့စိတ်ခံစားချက်လေးပေါ့နော်ကိုသူ့စာကိုဖတ်လိုက်တဲ့အချိန်မှာဘာတွေရလာလဲ knowledge ရလာလား pleasure ရလာလားအဲ့ဒါလေးကိုရေးသွားကြမယ်ဟုတ်ပြီနော်အဲ့တော့ဒီရဲ့ point လေးတွေကိုကြည့်ပြီးဆိုလို့ရှိရင်ရွှေစင်ကြိုက်တဲ့my favorite author ဆိုတဲ့အကြောင်းလေးကိုလည်းရှင်က share လုပ်ပေးထားမယ်ပေါ့နော်အဲ့တော့ရှင်ကစာရေးစာတွေထဲမှာဘသူ့ကိုကြိုက်တယ်ဆိုလို့ရှိရင်ဆရာကြီးမောင်သိန်းဆိုင်ကိုကြိုက်တယ်ပေါ့နော်ဆရာကြီးမောင်သိန်းဆိုင်ကကြတော့ဒါတော်တော်များများသိပါတယ်ပေါ့နော်စာဒီ MRT4 စကားထဲမှာလာသွားတဲ့ရင်းနာခင်ကြီးဆိုတဲ့စာအုပ်လေရင်းနာခင်ကြီးကိုရှင်သဘောကျတယ်ပြီးတော့အဲ့ဒါကိုပဲရှင်ရေးလိုက်မယ်my favorite author is မောင်သိန်းဆိုင်ဒါပေမဲ့Oh, no. My favorite author is Malin Sang Luro Ching Damn you, Don't be damn you, Nerwalumio, you no, Tam Miro G9, so as a matter, polluting in a Romaro Matthew, Gina, great 10 maro. My favorite author is Malin Sang, damn you, go mura, lady Lajame. Happy no? A solution, she's in Yidana go, Yapi me. Error, မတို့ကဘာလို့ဒီစာရေးစာကိုသဘောကျလာလဲပေါ့နော်သဘောကျလာတာကစာဖတ်တယ်လေနော်မတို့ဝါသနာက for example စာဖတ်တာဖြစ်တဲ့အတွက်ဒီလိုမျိုးစာတွေဖတ်ရင်းနဲ့လေ့လာရင်းနဲ့ဒီလိုမျိုး favorite author ဆိုတာပေါ်ပေါက်လာတာဖြစ်တယ်အဲ့တော့ဝါသနာလေးကနေစာရေးကြမယ်ပေါ့နော်အဲ့တော့လူတွေကသူတို့အားလဲချိန်မှာဆိုလို့ရှိရင် pleasure အတွက်ပဲဖြစ်ဖြစ် amusement အတွက်ပဲဖြစ်ဖြစ်ဝါသနာတစ်ခုလောက်ကြတယ်ပေါ့နော်အဲ့တော့အဲ့ဒီဝါသနာတွေထဲမှာမှ reading ဆိုတာက is the best ပဲအဲ့ဒါနေစာရေးကြမယ်အဲ့တော့ရှင်းစင်းကဘယ်လိုရေးထားလဲဆိုလို့ရှိရင် something that a person does in his or her free time for pleasure and amusement is called a hobby အဲ့လိုရေးလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင် there are various kind of hobby like drawing, playing game, singing song, gardening, reading and knitting etc. ဝါသနာတွေအမျိုးမျိုးရှိတဲ့ထဲမှာတချို့သောဝါသနာတွေတို့ဖော်ပြလိုက်တယ်ပေါ့နော်ပြီးတော့လူတွေကသူတို့အားလက်ချိန်မှာဆိုလို့ရှိရင်သူတို့ဝါသနာပါတဲ့ဟာကိုလောက်ရတာသဘောကျတယ်ဒီအချက်လေးကိုရေးလိုက်မယ် most of the people like to use them whenever they are free ဒါဆိုရှင်၃ကြောင်းရပြီနော်ပြီးတော့အဲ့လိုမျိုးဝါသနာတွေထဲမှာကိုကဘာကြိုက်တာလဲတခြားစဉ်းစားကြည့် my favorite author ပဲရေးအတွက်ကြောင့်မို့လို့ဒီစာဖတ်တာကိုပဲဒီကထားလိုက်မယ်လीနော်အဲ့တော့ among this hobby I like reading books because I am much interested in reading books like novel and short story ဝတ္ထုလေးတွေဖတ်ရတာသဘောကျတယ်ပုံမြင်လေးတွေဖတ်ရတာသဘောကျတယ်အဲ့လိုရှိကြမယ်ဒါဆိုလို့ရှိရင်ဒါနီတန်းပေါ့နော်အဲ့တော့အဲ့လိုမျိုးnovel အများကြီး short story အများကြီးထဲမှာရှင်းစင်ရကြတော့လေဒီဆရာကြီးမောင်သိန်းဆိုင်ရဲ့အရေးသားတွေကိုပို့ပြီးတော့မှနှစ်ချိုက်တယ်အဲ့လိုရှိမယ် among of many novels and short story I prefer like to read the books who was written by
the other mountain sign the solution ကိုယ့်ရဲ့ favorite author ကအဲ့မှာတစ်ချက်ပါပြီးသွားပြီပေါ့နော်ပြီးရင်နောက်တစ်ချက် the title of the book သူ့ရဲ့စာအုပ်နာမည်ကဘာလဲအဲ့ဒီအချက်ကိုသွားကြမယ်အဲ့တော့ကိုကဘာလို့သူ့ကြိုက်တာလဲ solution I like his stylish and dialogue in many novels ဒီဝတ္ထုထဲမှာသူသုံးထားတဲ့စာပန်ပေါ့နော်စာပေအရေးအသားနဲ့စာဟန်အရေးအသားကိုသဘောကျတယ်ပြီးလို့ရှိရင်သူ့ရဲ့ dialogue လေးတွေသူသုံးတတ်တဲ့ dialogue တွေသဘောကျတယ်အဲ့ဒါကိုရေးသွားမယ်ဒါ solution ရပြီနော်the title of the book ကိုရပြီပေါ့ထင်တယ်အဲ့တော့ one of my favorite book which is written by him is ရှင်နန္ဒာခင်ခင်ကြီးရှင်နန္ဒာခင်ခင်ကြီးစာအုပ်တော့သဘောကျတယ်ဇက်ကတော့သွားကြည့်မနေပေါ့နော်ကြည့်ရတုံးလို့အဲ့တော့ဟိုစာဖတ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ရုပ်ရှင်တွေကြည့်ရတာတော့အဆင်မပြေဘူးအဲ့တော့ကြည့်မနေတော့ဘူးဖြစ်နေအဲ့တော့ the title of the book ကိုပြီးပြီအဲ့တော့ when you read it ဆိုတဲ့အကြောင်းရောက်ပြီရှင်စင်အဲ့တော့ဘယ်ချိန်တော့ဖတ်တာလဲဆို73နှစ်တုန်းကဖတ်လိုက်တာအဲ့တော့အဲ့အချက်ကိုရေးကြမယ် I read it when I was 13 years old in grade 7ခုနှစ်တန်းတော့ဖတ်တာပေါ့နော်ဒါ solution အဲ့ဒီအကြောင်းပြီးပြီ what the story is about အကြောင်းကိုရောက်ပြီအဲ့တော့new sorry အဲ့ဒီအကြောင်းမရေးခင်မှာခုနက the title when you read it ကိုနည်းနည်းဖြစ်စပြီးရေးကြမယ်ဘာလို့ဖတ်ဖြစ်ခဲ့တာလဲဆိုလို့ရှိရင်ပေါ့နော်ဒီစာအုပ်လေးကို once ဟိုမြင်ချင်းမှအရင်စိတ်ဝင်စားသွားတယ်ပေါ့နော်အဲ့ဒါလိုဖြစ်စပြီးရေးမှဖြစ်တဲ့အတွက်ကြောင့် once I have seen the book I was so interested in it အဲ့ဒါဆိုရင်ဖြစ်စပြီးတဲ့အကြောင်းရပါပြီ that's why I decided to read it Anthony ဒါကြောင့်မို့လို့အဆုံးထိဖတ်မယ်လို့ငါဒါစိတ်ကိုဆုံးဖြတ်ခဲ့တယ်ပေါ့နော်အဲ့တော့ what the story is about အကြောင်းကိုရောက်ပြီအဲ့တော့ရင်နာခင်ခင်ကြီးဇက်ကဘာအကြောင်းလဲဆိုလို့ရှိရင်မိန်းကလေးတစ်ယောက်အကြောင်းအသက်16နှစ်ကနေပြီးတော့မှဒီအသက်40အရွယ်အမျိုးသမီးဇက်ကြောင်းကိုရေးထားတာပေါ့နော်ရင်နံချောင်းမှာကြည်ပင်ခဲ့တဲ့မိန်းကလေးတစ်ယောက်အကြောင်းဖြစ်တယ်ပြီးရင်သူ့ဘဝအခက်အခဲတွေကိုဒါရေးသားဖော်ကျူးထားတဲ့အကြောင်းလေးပေါ့အဲ့ဒါကိုရှင်းစနွယ်ရေးမှာဖြစ်တဲ့အတွက် The story is about a girl who lived in Yinanchang town. It describes the life of a girl from 16 years old to 14 years old. ဒါပါပဲအဲ့တော့အဲ့စာအုပ်ကိုဖတ်လိုက်တဲ့သူတိုင်းကတော့ရှင်းစနယုံကြည်ပါတယ်တထိုင်နဲ့ဖတ်ကြမဲ့သူတွေပေါ့အရင်စိတ်ဝင်စားဖို့ကောင်းတယ်လို့လက်ကစာအုပ်ကိုလက်ကနေမချချင်တဲ့အထိဖြစ်မယ်လို့ထင်တယ်အဲ့တော့အဲ့အကြောင်းလေးကိုရှင်းစဖြစ်စပေးရေးလိုက်တယ်The book is really interesting that a person who reads it became when sitting reading a book. As solution ဖြစ်ဆက်ပြရတာအဆင်ပြေသွားပြီပေါ့နော်။နောက်တစ်စောင်းရောက်သွားပြီ How many books she has written စာရေးဆရာကသူစောက်တည်တာဘယ်နှအုပ်ရှိလဲပေါ့။အဲ့ဒါတော့ရှင်းစမ်းသိချာမသိဘူးအဲ့အတွက်ကြောင့်မို့လို့ရှင်းစမ်းလို့ရေးထားတယ် I don't know exactly how many books he has written.But I'm definitely sure that books which is written by Mountainside give pleasure and knowledge for every reader. ဒီစာရေးဆရာ Mountainside ရဲ့သူထုတ်ဝေခဲ့တဲ့စာအုပ်တွေဘယ်နှအုပ်ရှိလဲတော့ရှင်းစမ်းသိချာမသိဘူး။ဒါပေမဲ့ရှင်းစမ်းယုံကြည်တယ်။သူရေးလိုက်တဲ့အရေးသားတွေနဲ့သူထုတ်လိုက်တဲ့စာအုပ်တိုင်းဒီစာဖတ်သူတိုင်းအတွက်စိတ်ကျဉ်နှံမှုနဲ့အသိပညာဖူးတူတာတွေပေးမယ်လို့ယုံကြည်တယ်။အဲ့ဒါကိုရှင်းစမ်းရေးရတယ်ပေါ့နော်။အဲ့တော့ညီကုန်းချုပ်အနေနဲ့Why do you like her တင်ပါလို့သူ့ကိုကြိုက်တာလဲရွှေစက်မောင်သိန်းဆိုင်ကိုကြိုက်တဲ့အကြောင်းရင်းရလေဘဟုတုတရတယ်ပြီးရင် pleasure ဖြစ်တယ်ပြီးရင်ဘယ်လိုခေါ်မလဲသူ့အရေးသားကြောင့်စာဖတ်ချင်စိတ်ဖြစ်လာတယ်ပေါ့နော်သူတအုပ်မှမဟုတ်ဘူးနောက်ထပ်စာအုပ်တွေလည်းဖတ်ချင်စိတ်ဖြစ်လာတယ်အဲ့ဒါကြောင့်မို့လို့ဒီစာရေးစာကိုသဘောကျတယ်ပေါ့အဲ့လိုရေးလိုက်မယ်အဲ့တော့ဒီကုန်းချုပ်အနေနဲ့ဖတ်ပြမယ်ပေါ့နော်Most of the people believe that reading is the best hobby of all. In my opinion, reading gives me knowledge, pleasure, and amusement, and I get them from Mountainside book. So I like him very much, and I appreciate his inspiration as a teacher. သူရဲ့ဒီစာအရေးသားတွေနဲ့စာပေတွေကိုလည်းအရင်တမိုးထားပါတယ်ဒါနဲ့ပဲဒီကုန်းချုပ်လိုက်ပါတယ်အဲ့တော့ဒါတော့ရှိစင်ရဲ့ my favorite author အကြောင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့မင်းတို့တွေလည်းကိုယ်စိုက်တဲ့ favorite author share ဆိုလို့ရှင်လည်းရေးကြည့်ကြပါဒါကတော့ဒါမရဲ့ဟို favorite author အကြောင်းရေးထားတာပေါ့နော်ညာတော့အဖြစ် favorite author ပဲဖြစ်ဖြစ်အကြိုက်ဆုံးဝတ္ထုတအုပ်ပဲဖြစ်ဖြစ်ဆိုရင်တော့ဒီမောင်မင်းဆိုင်ရေးနာခင်ကြီးရာရေးတာများတယ်ဒီ essay ပဲဖြစ်ဖြစ်စာစာကုန်းရေးတာပဲဖြစ်ဖြစ်လေဒါ
ဒါဆိုလို့ရှိရင်တော့ဒီနေ့ဒီ video လေးရတော့ဒီလောက်ပါပဲ unit 2ပြီးသွားပြီ unit 2 literature ပြီးသွားပြီဆိုရင်တော့နောက်နေ့ဒီမှာunit 3 0ပေါ့နော်0မှာဆိုတော့ဘာကြောင်းရေးခိုင်းတာလဲ0နဲ့ပတ်သက်ပြီးရေးခိုင်းတာချင်းတယ်အချက်လေးချက်ကို base on လို့ရေးကြမှာပေါ့နော်ရေးလိုက်တဲ့ဒီ essay ကိုပဲအစားအဆုံးပြန်ဖတ်ကြည့်ကြမယ်ပေါ့နော်အဲ့တော့ my favorite author something that a person does in his or her free time for pleasures and amusement is called a hobby. There are various kinds of hobby like drawing, playing, game, singing song, gardening, reading, and knitting, etc. Most of the people like to do them whenever they are free. Among these hobbies, I like reading most because I am much interested in reading books like novels and short stories.Amount of many novels and short stories, I prefer like to read the book, who was written by the author Mao Deng-sai. I like his styles and dialogue in many novels. One of my favorite books, which is written by him, is Jinada Kikinji. I read it when I was 13 years old in grade 7. Once I have seen the book, I was so interested in it.That's why I decided to read it early. The story is about a girl who lives in Yinchang town. It describes the life of a girl from 16 years old to 14 years old. The book is really interesting that the person who reads it became when sitting reading a book. Basically, I don't know exactly how many books he has written. But I'm definitely sure that books,which is written by Mao Deng-sai, give pleasure and knowledges for every reader. Most of the people believe that reading is the best hobby of all. In my opinion, reading gives me knowledges, pleasures, and amusement. And I get them from Mao Deng-sai books, so I like him very much, and I appreciate his inspiration and literature. ဒါပြီပေါ့နော်အဲ့တော့ဒီနေ့ရဲ့ my favorite author unit 2 literature ပြီးဆုံးသွားပါပြီပြီးကြမှာပေါ့နော်အဲ့တော့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်ဒီနေ့ဒီဗီဒီယိုတော့ပါပဲတတာပါရှင်